IC နှလုံးပါမယ်ဒီကောင်လေးကLM 3935 IC တစ်လုံးနဲ့ LM 386 IC တစ်လုံးနော်ဆိုတော့ capacity က5လုံးစတာတေးလျက်နှလုံးဒါလေးတစ်ခုကတော့အဆင်ပြေတော့မိကအလုံး20ဒီမီလေးတွေကကြတော့သူကအနီမဲပုံစံမျိုးဆက်ရတယ်ဗျဒီဘက်တော့ရှောက်ကအနီပြောလို့ရှိရင်ဒီလုံးနဲ့ဒီလုံးကြားမှာဒီရဲ့အမဲနဲ့ဒီဘက်အနီနဲ့အဲ့လိုဆက်သွားရတယ်ပြီးတော့ဒီဘက်မှာပူနေတဲ့အမဲလေးတွေကိုဒီအနောက်ကျူလေးတွေကိုဒီ IC ရဲ့ဒီနံပါတ်18ကနေစပြီးတော့နေပေါ့နော်နံပါတ်18ကနေစပြီးတော့ဒီအောက်ဆုံးထိနံပါတ်1မှာကျတော့ဒီမီလုံးရဲ့နံပါတ်1ပေါ့အဆင်ပြေသွားပါပြီပစ္စည်းတွေအစုံရှိတယ်ဆိုတော့ resistor လေးလည်းအများကြီးပုံစံမျိုးမျိုးရှိတော့လောကန်ရတာလွယ်ပါတယ်